ဒီမြန်မာနိုင်ငံကတကယ်ဂုရုကြီးပေါ့နော်ဘာသာရေးမှာဂုရုကြီးဥမာဒေါက်တာညာနိတရပေါ့သူဆိုရင်တခြားဖုန်းကြီးတွေတဲ့ကိုသူကဟိုတကယ်လက်တွေ့ကြတယ်တကယ် research လုပ်တယ်ကျွန်တော်ရဲ့အမြင်ပေါ့နော်ဒီအရှင်ဒေါက်တာညာနိတရရဲ့တရားဟောပွဲတွေကိုကျွန်တော်အများကြီးနားထောင်တယ်သူစာအုပ်တွေကိုလည်းဖတ်တယ်ဖတ်တဲ့အခါမှာဘာတွေတွားပြီးတော့တွားတွေ့ရလဲဆို observation ပေါ့နော် observe လုပ်ထားတဲ့အရာတွေ research လုပ်ထားတဲ့အရာတွေအများကြီးတွေ့ရတယ်ကျွန်တော်မကြိုက်တဲ့ချက်ကဘာလဲဆိုတော့သူ့မှာဒီဟိုhope ပေါ့နော်ဒီမျောလင့်ပြီးတော့လုပ်တဲ့အရာတွေအနာဂတ်မှာဘာလုပ်ဖို့အနာဂတ်မှာဘာဖြစ်ဖို့ဆိုတဲ့ကောက်ဒီမျောမှန်းပြီးတော့မှလုပ်တဲ့အရာပေါ့နော်ဒေါက်တာဇာကီယာနိုင်ပြောတဲ့စကားကတော့ဘာလဲဆိုရင်အစ္စလမ်ဆိုတာဒီသူက practical ပေါ့နော်အစ္စလမ်ဘာသာလုံးဝ practical မင်းတို့ဂျင်းထဲလို့မရဘူးသူတို့အကုန်လုံး research လုပ်ပြီးသားမင်းပါရှိကျမ်းစာထဲမှာအကုန်ပါသူတို့ရဲ့ကိုယ်ကကျမ်းစာထဲမှာအကုန်ပါတယ် research လုပ်ထားတာငါအစ္စလမ်ဘာသာကိုမကိုးကွယ်ဘူးနော် research လုပ်ထားပြီးသားမင်းဘယ်အရာမှာဘာရှိလဲအကုန်လုံးကျမ်းမယ်မင်းဒီအတိုင်းဆက်ပြီးတော့လုပ်သွားမယ်ဆိုရင်မင်းအဆုံးမှာဘာရှိတယ်ခွတ်တိရှိပြီးသားဒီလိုမျိုးအစ္စလမ်ဘာသာက practical ချပြီးတော့တေ့ကြတယ်ဘုရားဘာသာက practical နည်းပြီးတော့မှအနာကမတေ့ကြဘူး